ဖက်ညစည်းတက်မှာရန်ကုန်မှာနာမည်ကြီးနေတဲ့ဘုံတော့ကရင်ဦးဝတုံတော်ထမင်းဟင်းဆိုင်လေးကိုရောက်နေရဖြစ်ပါတယ်ဒီဆိုင်လေးကတော်တော်ဟင်းနေတော့တော်တော်စုံတယ်ဘုံတော့လုံးဝတော့သားတွေလည်းရတယ်တော့သားတွေဆိုတာတော့ဝတ်သားတို့ဘာလို့အလုံးငရှင်းတို့ဘာလို့ဘုံတော့အစုံရတယ်ဟင်းနေစုံတယ်ဘုံတော့တိုးစရာဆိုလို့ရှိရင်လည်းအများကြီးပဲဒီမှာလုံးဝအစုံပဲရှာပေးထားတာဘုံတော့ဖက်ညစည်းတက်လေးမှာရှိတဲ့ဦးဝတုံထမင်းဆိုင်မှာဒီမှာကောတော့အခုဖက်ရောက်တုံးလေးဝင်စားခဲ့ပါတယ်သူကနဲ့သူတော့ကောင်းပါတယ်ညစီထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုအကင်သေးတွေအတုပ်သေးတွေပေါ့နော်ဒီလိုမျိုးထမင်းဆိုင်တွေအသေးတွေတော်တော်များများအစုံတွေ့ရတယ်လူတွေလည်းတော်တော်စီတယ်ပေါ့နော်ဒါဖက်ကန်းနာလည်းညစီထဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အကင်တွေပေါ့နော်လုံးဝအစုံပဲအကွန်တို့အခုကခကြီးသွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ TikTok CP တွေ Viber တွေစာလေးတွေပြန်လာကြလို့ရှိရင် sorry ပါနော်ဒီနေ့12ရက်နေ့ကနေစပြီးတော့ကိုအောင်စာတွေအများကြီးအကုန်လုံးလိုက်ပြန်ပေးနေပါတယ်။ငါကနေမှာတဲ့ customer လေးတွေအတွက်12ရက်နေ့ကနေစပြီးတော့ delivery လေးတွေပို့ပေးပါပြီနော်။